introduction ကခုနကလည်းမိတ်ဆက်ပြီးတော့ဆိုညီမနာမည်ဖြူစင်တန်းဒီပါမမှာမနစ်ကစက်တင်ဘာလောက်ကနေစပြီးတော့foundation program join နေရပါတော့အခုဆိုရင်တော့second semester ရောက်နေပြောဒီနေ့ပြောသွားမယ့်အကြောင်းအရာလေးကဒီဘာလို့ foundation program ကိုရွေးချယ်ခဲ့ရလဲဆိုတာရယ်ပြီးတော့ဒီတခြားနိုင်ငံတွေရောအများကြီးရှိရတဲ့အခါမှာဘာလို့အီတလီနိုင်ငံကိုမှရွေးချယ်ပြီးတော့study လုပ်တာလဲဆိုတာရယ်ပြီးတော့ဒီအဓိကအဖြစ် foundation program ကိုဘယ်လိုရှောက်ရမလဲဘာတွေလိုအပ်တယ်လိုအပ်ချက်တွေရယ်ပြီးတော့ဒီသွားနိုင်တဲ့လမ်းကြောင်းတွေသူလက်ခံနိုင်တဲ့ foundation program လက်ခံတဲ့ study pathway ရယ်အဓိကပြီးတော့အခုလက်ရှိUniversity of Parma မှာအကြောင်းတနေရဆိုတော့သူအဓိကအဖြစ်အဲ University အကြောင်းရယ်ပြီးတော့အီတလီနိုင်ငံရဲ့ညီမရဲ့အမြင်အရပေါ့ကောင်းတဲ့အချက်တွေပြီးတော့အားနည်းချက်တွေနောက်ပိုင်းဘယ်လို opportunity ရနိုင်လဲဆိုတာရယ်ပြောပြပြီးတော့မှဖြစ်ပါတယ်ပြီးတော့ညီမအကြောင်းလျှောက်တော့တွေ့ကြုံခဲ့ရတဲ့ကိုယ့်ရဲ့ personal experience တွေကိုလည်း sharing လုပ်ပြီးတော့မှဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ဘာလို့ဒီ foundation program ကို join လိုက်တာလဲဆိုရင်ညီမက2019-20တုန်းက10တန်းပြီးထားပါတော့အဲ့ဒီနောက်ပိုင်းဒီ covid ဒီမျိုးနိုင်ငံရေးတွေရောဖြစ်သွားတော့ညီမ university လေးစပြီးမ join ပေါ့နော်အဲ့ကြားထဲမှာဘာဆက်လုပ်ရမလဲဆိုပြီးစဉ်းစားနေပြီတခြားနိုင်ငံပေါင်းစုံတော်တော်များများကိုလိုက်ပြီး research လုပ်တယ်ဘာတွေအဆင်ပြေပြီးတော့ပြီး medical university ကို join နေတာဆိုတော့နိုင်ငံကတော်တော်စဉ်းစားရပေါ့နော်တခြားနိုင်ငံတွေဆိုသူတို့နိုင်ငံသားအောင်မှပေးရမျိုးတွေလည်းရှိတယ်သူတို့စီမှာဆေးရနိုင်ငံတိုင်းကိုတက်လို့မရဘူးပေါ့နော်အဲ့ဒါတော်တော်လိုက်ရှာပြီးတော့ရေးကြီးရပြီးတော့ကုန်ကျစရိတ်ကိုလည်းတွက်ရသေးတယ်ပေါ့နော်ညီမမှာနောက်ထပ်အငယ်တယောက်ရှိတော့ကုန်ကျစရိတ်လည်းချင်းရသေးတယ်အဲ့ဒါတော်တော်ရှာပြီးတော့စသဖြင့်တော့ဂျာမနီကိုရှာသေးတယ်ဂျာမနီကသူကကျတော့အီတလီလို English program media နဲ့မတင်သူတို့ language နဲ့တင်မှာကုန်ကျစရိတ်ကတက်တာဆိုညီမအဲ့ဘက်ကိုမသွားပြလိုက်ဘူးအဲ့ဒါနဲ့ဒီအီတလီကိုပဲရောက်လာခဲ့ပါဘူးပြီးတော့အဓိကညီမက10တန်းပဲပြီးတာဆိုတော့ဒီအနောက်နိုင်ငံတွေကကျ12တန်းပညာရေးနဲ့လက်ခံတာဆိုတော့ညီမအတွက်ကနောက်တက်ဘာတက်အောင်လဲဆိုတကယ်လို့ A level တက်မယ်ဆိုရင်ကျတော့2နှစ်လောက်ကြာမှာဆိုတော့အချိန်ကဒီမြန်မာရဲ့အချိန်တွေကတော်တော်အပြင်မြန်ထွက်နိုင်မှာတော့ကကြာမှာဆိုတော့အဲ့ဒါA level ကိုမရွေးဘဲနဲ့ပေါ့ဒီ foundation program ရွေးရပဲဖြစ်တယ်ပြီးတော့ညီမခုနပြောသလို medicine ကိုဆက်ပြီး join မယ်ဆိုတော့ဒီမြန်မာအနေနဲ့ဖြေလို့ရတယ်ပေါ့နော်တချို့ university ကိုတစ်နှစ်တက်ပြီးသားသူကြောင့်သူတို့စီမှာ12တန်းပညာရေးရှိတော့မြန်မာအနေနဲ့လမ်းပြီးတော့ဖြေလဲရတယ်ဒါပေမဲ့မြန်မာအနေနဲ့ဖြေကြအရင် risk ကများရ IMAT exam ကအရင် competitive ဖြစ်တယ်ပေါ့နော်သူမြန်မာအနေနဲ့ပြင်ကြ non EU student လို့ပဲသတ်မှတ်တာဒီ foundation ဒီမှာလာတက်ကြ EU student အနေနဲ့ဝင်သွားရပေါ့နော်အဲကြောင့်မလို့ပဲဒီကိုလာတက်လိုက်တာဖြစ်တယ် non EU အနေနဲ့ဆိုရင်သူကကြောင်းလျှောက်တာကိုတကြောင်ပဲလျှောက်လို့ရတယ်အရာရန် risk များပေါ့နော်အဲကြောင့်ဒီမှာ foundation program လာ join လာပို့ပြီးတော့အဆင်ပြေလို့ထင်ပါတယ်ပြီးတော့ဒီမှာနိုင်ငံအသစ်ကိုရောက်တာဆိုတော့ကိုရဲ့friendship အသစ်တွေရမယ်ပြီးတော့နိုင်ငံခြားမှာပေါ့ပေါ့တယောက်တည်း independent နေနဲ့ပဲရုံးကန်ရမှာnew experience တွေလည်းရလို့ဒီ foundation program လေးကို join ဖြစ်တာပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းအရာလေးကိုဆက်သွားလိုက်ဘာလို့ဒီအီတလီကိုရွေးရလဲဆိုရင်သူကပထမဆုံးအနေနဲ့ကုန်ကျစရိတ်ကတော်တော်တခြားနိုင်ငံနဲ့ဆိုင်ပညာသင်စရိတ်ကလုံးဝနည်းလို့ပေါ့နော်ဒီ foundation program ဆိုရင်သူကအကြောင်းတွေက3500 ယူရိုကနေ9000ကြားမှာရှိရပါမဆိုရင်4000 ယူရိုရှိအကြောင်းစရိတ်ကအသုံးစရိတ်ကတော့ထွေတစ်လောက်ကိုပေါ်တော့မူတည်တစ်လောက်ယူရို900နဲ့900ဝန်းကျင်ကြားတော့မှန်းထားကိုပေါ့ချက်ဆိုင်တော့ပို့ပြီးတော့တက်တာပေါ့နော်အီတလီကအဓိကအပြင်ကျောင်းစရိတ်ကလုံးဝ free နေပါတက်တာလို့university ဆိုပို့တက်တာ foundation program နည်းနည်းဈေးများပြီပဲ university ကျရင်ကိုက scholarship တွေလည်းရှောက်လို့ရတယ်ဒီချပို့ပြီးတော့တက်တာလို့ဒီအီတလီကိုရွေးလိုက်တာပေါ့နော်ခုနကပြောသလိုပဲညီမမှာ10တန်းစနစ်ဟောင်းပဲပြီးထားတော့12တန်းပညာရေးမရှိတော့ဒီ foundation program ကိုအရင် join တယ်ပြီးမှ university ကိုဆက် join မှာပေါ့နော်ပြီးတော့ဘာလို့ရလဲဆိုတော့သူက
English medium အနေနဲ့သင်လို့အီတလီဘာသာနဲ့မသင်ဘဲနဲ့ English medium အနေနဲ့သင်တော့ပို့ပြီးတော့စာလောကအဆင်ပြေပေါ့နော်အဲကြောင့်မလို့အီတလီနိုင်ငံကိုရွှေ့လိုက်တာပဲဖြစ်ပါတယ်ပြီးတော့အကြောင်းလျှောက်ရလည်းအရင်ကလွယ်တချို့နိုင်ငံတွေဆိုရင် visa process တွေ US တို့တခြား Germany တို့ဆို visa တော်တော်စောင့်ရတယ်ပေါ့နော် reject တွေလည်းများ US ဆိုအီတလီကတော့တော်တော် visa rate ကလည်း successful rate ကလည်းတော်တော်မြင့်နေပေါ့နော်အကြောင်းလျှောက်ရလည်းတော်တော်လွယ်ညီမတို့ဆိုဝုန်းတိုင်းနဲ့လျှောက်လိုက်တာဟိုFebruary လောက်ကမှတော်တော်ပြင်လိုက်ရအကြောင်းဒီတစ်ပတ်ကိုရှောင်းမယ်ဆိုသူအကြောင်းဟိုကတော့မရဘူးသူကဆော့ရှောင်းရင်ရှော့ဈေးပေးသေးတယ်30%လို့50%လို့အကြောင်းဈေးကိုထပ်လျှော့သေးတယ်ပါမှာဆိုညီမအဲ့ဒါမရလိုက်ဘူးနောက်ကျတော့ March ပြင် February လောက်မှပြင်ပြီး March လကုန်ကန်လေးလောက်မှရှောက်လိုက်တယ်အဲကြောင့်rejection တော့မရလိုက်ပြီးတော့ဒီ foundation program ဒီညီမဒီတလောက်ကျောင်းလေးတော့ထည့်ထားပြီပေါ့နော်တခြားကျောင်းတွေလည်းရှိမယ်လို့တော့ထင်နေနေတော့ဒီလူရေပန်းစားတဲ့လူရှောက်များတဲ့ဟာလေးထည့်ထားသူ foundation program ဒီမှာပါမ foundation program ရှိရပြီးတော့ပါဗီယာမြို့မှာလည်းတခြားရှိရဒီပါဗီယာကျတော့သူရဲ့ course က Italian language Italian ဘာသာနဲ့ပဲသင်တော့တော်နည်းနည်းတော့ကိုမှအခြေခံလို့ပါရှိမှအဆင်ပို့ပြီးပီစာမြို့မှာလည်းရှိရပီစာကတော့သူရဲ့ foundation fee ကတစ်နှစ်ကိုယူရို9000ပါမ4000စားရရှိတော်ဗီကတာ3500ရှိဒီတော်ဗီကတာနဲ့ပါမမှာတော့မြန်မာအကြောင်းသားအများဆုံးရှိရဲ့နှစ်ကြောင်းပေါ့နော်ပါမကတော့ပိုအများဆုံးရှိစာပီယန်စာတို့စီနာတို့ပြီးတော့ Phoenix မြို့မှာလည်းfoundation program တွေရှောက်လို့ရတယ်ပေါ့နော်တချို့part time လုပ်ရှင်တဲ့သူတွေကအဲ့ Rome ဘက်မှာရှိတဲ့ Torvigata တို့ Phoenix တို့မှာရှောက်ကြရပေါ့နော်မှာတော့ဒီမြန်မာအကြောင်းသားများပါမဝေရွေးလိုက်တာ foundation part time ကလည်းနည်းနည်းရှာရခက်တော့ဆိုပြီးရော iMac ရောဖြေမှာဆိုတော့ part time လုပ်ဖို့အချိန်ကလုံးဝမရတော့ဘူးဆိုဒီပါမကိုပဲမြန်မာအကြောင်းသားများပါမဝေရွေးလိုက်တာဒီ foundation program ရှောက်ဖို့သူကအနည်းဆုံး11 years of education လိုအပ်တယ်ပေါ့နော်ဒီအဓိကလိုအပ်တာကသူ7တန်းအောင်လက်မှတ်မဆင်းမူရင်းနဲ့nursery ပြန်ထား English nursery လိုအပ်တယ်nursery ကိုတက်တန်းရှိရလို့ညီမကိုကြောင်းလျှောက်ပေးရအမားတွေကတော့အဲ့တော့တက်တန်းရှိလို့ဆိုညီမnursery ကကုန်နေတော့6လတက်တန်းရှိရမယ်ဆိုတော့ညီမလည်းထပ်တော့ပြန်လိုက်တယ်ပေါ့နော်တချို့ကလည်းရတယ်လို့လည်းပြောတယ်အဲ့ဒါကိုဘက်ကပို့လို့မရှိအောင်လို့ဆိုတော့nursery လည်းအဲ့လိုအသစ်ပြန်ပြီးမှရှောက်လိုက်တော့ဆယ်တန်းအောင်လက်မှတ်အမှတ်စင်းရဲ့သူမူရင်းနဲ့ nursery ရဲ့ပြီးတော့ကိုယ့်ရဲ့ passport copy ရဲ့ပြီးတော့ English certificate ကအကြောင်းပေါ်လည်းမူတည်ရပါမမတောင်းဒါပေမဲ့ကိုယ့်ဘက်ကရှိရတယ်ပို့ကောင်းပါမဒီအခုညီမရဲ့တငယ်ချင်းတွေဆိုလည်း English certificate မပါဘဲနဲ့ရှောက်လိုက်တာပေါ့နော်သူတို့ဆယ်တန်းအောင်လက်မှတ်အမှတ်စင်းနဲ့ပဲရှောက်လိုက်တာအဆင်ပြေပါမ university တောင်မှသူ English certificate မပါလဲရတယ်လို့ကြားတယ်iMac တောင်မှမလိုလဲရတယ်တဲ့ဒါမဲ့တခြားကျောင်းတွေကအဲ့လိုကျောင်းကို email ပို့ပြီးမေးကြည့်ရတော့ကိုယ့်ဘက်ကပို့တော့တေးကြတကျောင်းနဲ့တကျောင်းမတူဘူးဆိုတော့English certificate အဲ့ကိုကအဲ့လိုစီးကျောင်းတက်ဖို့စိတ်ကူးရှိရဆိုရင်တော့IELTS တို့ပါလို့မြန်မာမှာဖြေထားပို့ကောင်းတယ်ဒီရောက်မှဖြေရတယ်ဆိုတခြားမျိုးတွေရောသွားရလာရနိုင်အဲ့လိုပို့ပြီးတော့အချိန်တော့ပုတ်တယ်မြန်မာမှာဖြေထားပို့ပြီးတော့အလုပ်ရှုပ်ရတတ်တာတချို့ဆိုဒီစီးကျောင်းကတခြားကျောင်းတွေကကြအဲ့ IELTS တို့ပါလို့တောင်းတော့တခြားမျိုးတွေပါတွေသွားဖြေရမှာရှိရပေါ့နော်အဲ့ကြပို့ပြီးတော့အလုပ်ရှုပ်လိုက်တော့ဖြေခဲ့တာပို့ကောင်းတယ်လို့အကြံပေးချင်ပါတယ်နောက်ထပ် slide ခုနပြောသလိုပဲဘလို့ပိုက်ဝေးနဲ့တော်လို့ရတယ်ဆိုရင်ဟိုကစနစ်ဟောင်း10တန်းပြီးထားရင်အဲ့10တန်းအောင်လက်မှတ်နဲ့ရှောက်လို့ရတယ်သူက O level ကျတော့ဒီ foundation O level တည်တဲ့နဲ့မရသေးဘူး A level one subject ပါလို့တည်တယ်one subject ပါတက်မယ်ပြီးတော့ foundation ကိုမတက်ပဲကိုကမြန်မာနေပဲentrance exam ဖြေမယ် university တန်းတက်မယ်ဆိုရင်သူက OSS နဲ့လည်းရတယ်A level ကိုမှ3 subject နဲ့လည်းရှောက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာရှိတဲ့
university က foundation မှာဆို GD ကိုတိတ်လက်မခံဘူးလို့ကြားတယ်ညီမလည်းဟိုကျောင်းတော့ email ပို့မိတာဒါပေမဲ့ reply မလာသေးလို့တေးကြောင်လို့တော့ email ပို့မိကြည့်တယ်သူမမြင်လို့ reply တော့မလာသေးဘူးဒါပေမဲ့လက်မခံတော်တော်များများတော့တိတ်လက်မခံလို့ကြားတယ်ကိုကတကယ်လို့တေးကြအရင်တော့ကိုအကြောင်းရဲ့ website တွေပါတယ် email တို့ပါပို့မိကြည့်ရဖို့ကောင်းပါတယ်ပြီးတော့အဲ့မှာ university ဆို entrance exam တွေဖြေရတယ်ပေါ့နော်အဲ့မှာဆိုလဲ foundation program ပြီး entrance exam ဖြေရမယ်စီးချောင်းတက်ချင်တဲ့သူတွေအတွက်ဆိုရင် IMAT ဆိုပြီးတော့ exam ဖြေရတယ်တခြားIT တို့ computer science တို့ civil engineering တို့ပါတော့ နဲ့သက်ဆိုင်တဲ့ဟာတွေဆိုရင် DONCI ဆိုပြီးတော့ exam ဖြေရတယ် DONCE ကြတော့business တို့ economic တို့ နဲ့ဆိုင်တဲ့ major တွေမှာဆို DONCE ကိုဖြေရတယ် DONCF ကကြ medical technology တို့ pharmacy တို့ နဲ့သက်ဆိုင်တဲ့ဟာတွေဆိုရင် DONCF ကိုဖြေရတယ်ပေါ့နော်IMAT ကတစ်နှစ်ကိုသူကတစ်ချိန်ပဲလောက်တာဆိုတော်တော် stress ဆိုများတခြား DONCI တို့ E တို့လာတိုင်းလို့မှရှိရသူတို့အမှတ်ကိုကတစ်ခါဖြေလို့မကျင်းတဲ့တင်နောက်ထပ်လာရင်မှပြန်ပြီးတော့တခြားပြင်ဆင်ပြီးတော့ online ကနေပဲဖြေလို့ရအောင် IMAT ကလည်းသူ့ center မှာတွားဖြေရတယ်ပြီးတော့သူကတစ်ချိန်ပဲရှိရဆိုနောက်ဒါတော့ University of Burma ဒါပုံအားစာကြည့်လိုက်ရပုံလေးထည့်တာသူရဲ့ tuition fee ကသူကတစ်နှစ်ကိုယူရို4,800ပေါ့နော်သူပေးရရင်အရေးကြ3ရက်ခွဲပေးလို့ရတယ်ပထမတစ်ချိန်မှာ600ယူရိုပေးရတယ်ဒုတိယတစ်ချိန်မှာကျတော့2,600ယူရိုပေးရတယ်တတိယတစ်ချိန်မှာဆိုရင်800ယူရိုပေးရတယ်ပေါ့နော်သူရဲ့ foundation year course ရဲ့ကြာချိန်ကကြတော့သူ September ကနေစတယ်ပြီးတော့ July လောက်မှာပြီးရပေါ့နော်semester နှစ်ခုရှိတယ်အခုဆိုရင်ဒီပါမကလည်း application form တွေဖွင့်နေပေါ့နော်ပြီးလို့ကိုကရှောက်ဖို့စိတ်ကူး share ဆိုရင်စောစောရှောက်ထားဖို့အကြံပေးခြင်းနဲ့သူက first come first serve ဆိုသူပထမဆုံးမြန်မြန်ရှောက်လေကိုကလည်း scholarship တွေရနိုင်ချေ rejection ရနိုင်ချေများတယ်ပေါ့နော်သူစောစောရှောက်တဲ့သူတွေအတွက်ဆိုရင်မနေ့ကဆိုရင်မအတီအမတယောက်မှာဆို90%ထိအောင် short ခံရတယ်90%တော့30 sorry 30%လို့ short ပြီးတော့နော်အဲ့ကြပို့ပြီးတော့တတ်တာသူပါမမှာကြာစာတင်ချိန်ကညီမတရားတော့တခြားအကြောင်းတွေနဲ့ရှင်တော့နည်းလို့တော့ကြားတယ်။ကြာကိုကတခြားကိုရဲ့ entrance exam အတွက်စာလုပ်ချိန်ပို့ရတယ်။ဒါမဲ့တော်ပြီကဒါကျတော့သူရဲ့ process ကတိတ်တော့မတူပါမမှာဆိုရင်သူက DOV တွေဘာရဲ့နောက်မှလောက်တာတော်ပြီကဒါဆိုတဲ့အကြောင်းမှာကျတော့ DOV ကိုအရင်လုပ်ပြီးမှကျောင်းလျှောက်တဲ့ process တွေလုပ်ရတာပေါ့နော်ဒီကျောင်းနဲ့ကျောင်းတော့မတူအဲ့နဲ့ကျောင်းကတော့မြန်မာကျောင်းသားအများစုရှိတော့နည်းနည်းရေးပန်းစားဒီအီတလီကိုညီမအမြင်ရကောင်းတဲ့အချက်နဲ့ဆိုတဲ့အချက်လေးဖွဲ့ထားရပါတော့ကောင်းတာကတော့သူလုံးဝတက်တာရဲ့ tuition fee ရှိရယ်ကျောင်းစရိတ်ကတော်တော်တက်တာရဲ့ပြောသူက English medium course တွေကို offer လုပ်ပေးရယ်အဲကြဟိုကစာသင်တဲ့အခါမှာ language barrier တော့တိတ်တော့စိတ်မပူဒါပေမဲ့ Italy ဘာသာလိုရဒီ professor တွေနဲ့ communicate လုပ်တဲ့အခါမှာဆို Italy သူတို့ကဒီမှာကျ English လို့တိတ်တော့မရအောင်ရတဲ့သူကနည်းနည်းရှားတယ် Italy လို့ပြောတတ်မှာအဆင်ပို့ပြီဒီမှာကတော့ safe environment ဖြစ်တဲ့ Europe မှာဆိုတော့အေးချမ်းချမ်းနဲ့လွတ်လပ်ရှိရပေါ့နော်transportation လည်းကောင်းတယ်ဒီမှာဆိုရင် bus တွေရှိရ train ရှိရ metro တွေပါရှိရဘာမှ metro မရှိဘူးပေါ့ train နဲ့ bus ပဲရှိရ bus တွေကတော့အချိန်သူတို့နောက်ကျမယ်ဆိုရင်တော့ကြိုတော့ပြောရပေါ့နော်တနင်္ဂနွေဘာလို့ညတော့ဆိုရင် bus တွေကအချိန်တွေပေါင်းတွေပြောင်းတာရှိရပြီးတော့သူတို့ဒီမှာဆို strike တွေပါလုပ်တဲ့အခါမှာဆိုလဲ bus မရှိရအဲ့တော့ရှိရပေါ့နော်အမြဲတမ်း check လုပ်ပြီးမှကိုသွားတယ်နေအောင်တနေရာနဲ့တနေရာသွားဖို့အမြဲတမ်း check လုပ်နေရညီမကဒီမျိုးထဲမှာနေဆို bus စီးရရှာပေါ့နော်အမြဲလမ်းမဲလျှောက်သွားဘာမှအရင်လဲတခြားမျိုးကြီးလောက်မကြည့်တော့ဒီကြောင်းလို့ဒီအနီးတဝိုက်ကတော့ဒီတိုင်းပဲချိန်မဲ့လမ်းလျှောက်တော့လိုက်တော့ဒီမှာကျတော့ဒီ
architecture building နဲ့လည်းတော်တော်များတယ်ဆိုတော့ architecture လေ့လာရင်လည်းပိုပြီးတော့အဆင်ပြေဒီအဆောက်အဦတွေကတော့ heritage တွေပြည့်နှက်နေတာပေါ့နော်အီတလီကပြီးတော့သူရဲ့အကောင့်ချက်က regional scholarship တွေရှိရယ်ကို foundation ပြီးရင်အဲ့ scholarship တွေရှောက်ရမှာပေါ့နော်အဲ့ကျ university ကျရင်သူက fee တွေကိုတော်တော် short ပေးရယ်ကျောင်းစိတ်ကိုလည်း short ပေးရယ်ပြီးတော့တချို့ကျောင်းဆောင်နေတဲ့ပေးရယ်ကျောင်းဆောင်ရှောင်းရင်တော့ပို့ပြီးတော့ကျောင်းဆောင်ရခဲ့ရင်တော့ပို့ပြီးတော့တက်တာအပြင်မှာအိမ်ငှားရင်တော့ပို့ပြီးတော့ဈေးကြီးရယ်ပေါ့နော်ဒီအခု foundation ကလည်းပါမမှာလည်းကျောင်းဆောင်ပေးရယ်ညီမတော့မသိလိုက်ဘူးအဲ့ကျောင်းဆောင်ရှိရအဲ့ဒါနဲ့ရှောက်လိုက်ရအောင်ဒီအပြင်မှာပဲငှားလိုက်တာဒီအပြင်မှာငှားတော့ဒီအခုနေနေတာကကြာမျိုးတဲ့ double room အခန်းတော့ကျဲ double room ဟိုမှာတယောက်ကိုယူရို400ပေးရတယ်အပီးစီပေါ့နော်အဲ့ဟိုအသုံးစီမိဖို့ရေဖို့တွေလျှက်စစ်တွေပါတော့ပါတယ်double room အကျဲတော့ကျဲစင်တာရဲဆိုအဲ့လောက်ထုတ်ပေးရဒီ food experience ကဒီတခြားနိုင်ငံနဲ့ရှင်တော့အရင်တော့မမြင်ဘူးလို့ထင်တယ်ချက်ဆိုင်တော့ပို့ပြီးတော့တက်တာအပြင်မှာစား restaurant မှာဝယ်ဆိုင်တော့ဈေးတော့မများဘူးပေါ့နော်ကိုကချက်ဆိုင်တော့ထိုက်တင်တော့တက်တာဆိုတဲ့ချက်ဒီမြင်လာကြအဲ language barrier တော်တော်ဆိုးတာတော့ post office တွေပါဆိုတော်တော်သူတို့လုံးဝနားမလဲဘူးနော်အိမ်မှာ Google Translate တွေနဲ့ပြောရတယ်လက်ဟန်ရှေ့အနေတော့သုံးတာpost office တွေကပို့ဆိုတာသူတို့အရင်အချိန်ဆိုရပေါ့နော်ဒီရောက်ချင်းပါလို့ရလဲဆို resident permit တွေပါနေထိုင်ခွင့်ကိုရှောက်ရတယ်တော်တော်ဘယ်လိုပေးရလဲလည်းမသိဘူးညီမဆိုရင်ညီမအခန်းပေါ်မှာနဲ့တူသွားရှောက်တယ်ပေါ့နော်သူကတောင်ညီမတဲ့အဲ့ဒီတနေ့လေးရှောက်မယ်သူကတောင်နောက်မှရှောက်တယ်ဒါပေမဲ့သူ့ကိုဆိုရင် solve ပြီးတော့ process ကို2လပိုင်းမှရက်ချင်းပေးညီမဆို9လပိုင်းရောက်ခါစားမှရှောက်တာ9လပိုင်းမှရက်ချင်းရဘာကိုကြည့်ပေးလဲတော့တရားလို့ post office တွေသူတော်တော်အချိန်ဆွဲရပေါ့နော်လို့မြင်မိတယ်ပြီးတော့တခြားမျိုးကြီးမီလန်တို့ယောမကနည်းနည်းပို့ပြီးတော့တခြား senior တွေပြောရစကားတန်နေရပေါ့နည်းနည်းလူတွေရမ်းများပြီးတော့နည်းနည်းတချို့နေရာတွေဆိုညစ်ပတ်တာတော့အဲ့ဒါလေးရှိရပေါ့ပြီးတော့ scholarship နဲ့ regional scholarship တွေရှောက်ရတယ်ပြောထားဒါပေမဲ့သူရဲ့ scholarship ကကြာသူတစ်နှစ်တစ်ချိန်ပြန်ပြီး renew လုပ်ပေးနေတာပြန်ပြီးတော့ရှောက်တာပေါ့နော်ကိုယ့်ရဲ့ credit တွေပါကြည့်ရပြီးတော့ကိုယ့်ရဲ့စားရတွေလိုအပ်တဲ့စားရတွေပြန်ကြည့်ပြီးတော့ကိုကနှစ်တိုင်းကိုပြန်ပြီး renew လုပ်ပေးနေရ scholarship ကိုဘက်က credit တွေကောင်းအောင်နှစ်တိုင်းစူးစမ်းပေးနေရပါတော့ပြီးတော့အီတလီကနောက်ပိုင်းကျ unemployment rate ကမြင့်နေလို့လည်းကြားဘူးပဲပေါ့နော်အဲ့ဒါနည်းနည်းဝေးသေးတယ်ညီမအဲ့တော့ရန်တော့စိတ်မပူကိုပါအခုစာစူးစမ်းကိုကတော်နေကိုဘက်ကအဆင်ပြေနေတော့နေရာကောင်းတစ်ခုကတော့ရမယ်လို့တော့ထင်တယ်ပေါ့နော်အခုညီမဟိုကျောင်းနေပါလေရှောက်တော့ personal experience လေးကိုပြောပြပေးမယ်ပေါ့နော်ညီမကဒီကျောင်းမတ်လကုန်လောက်မှရှောက်လိုက်တယ်ပြီးတော့တပတ်လောက်နေတော့သူကျောင်းဘက်ကနေ email ဝင်လာတယ် accept ဖြစ်ကျောင်းလက်တာရတယ်အဲ့မှာသူကပြောထားတာ15ရာခိုင်နှုန်းကျောင်းစည်းရ15ရာခိုင်နှုန်းသုံးရမယ်ပေါ့နော်အဲ့ဒါပြီးမှသူက admission letter ရမယ်လို့ပြောအဲ့ကျောင်းစည်း15ရာခိုင်နှုန်းဆို4015ရာခိုင်နှုန်းယူရို600အရင်သုံးရပေါ့နော်အဲ့ဒါပြီးမှသူကျောင်းကနေ admission letter ဆိုပြီးရတယ်ပြီးတော့pre enrollment လုပ်ရတယ်အဲ့ pre enrollment successful ဖြစ်တဲ့အခါမှာ DOV တွေ visa တွေပါဆက်လျှောက်ရတယ်ပေါ့နော်DOV ရှောက်ဖို့ဆိုရင်ကျတော့သူက Italian notary ပါလို့တည်အဲ့ကျအရင်ဆုံးအောင်လက်မှတ်ရဲ့အမှတ်ရှင်းရဲ့ကို MOFA ထုတ်ရတယ် MOFA ထုတ်ပြီးတော့ Italian translation ပြန်ရတယ်အဲ့နဲ့ကိုနဲ့ DOV သွားရှောက်ရတယ်visa အတွက်ဆိုရင်ကျတော့မွေးစင်းတော့မပုံတင်တော့အိမ်တော်စုစင်းတော့ဟာတွေကို English notary ပြန် MOFA ထုတ်ရတယ်ပြီးတော့တခြားလုပ်ငန်း license တွေအခွန်တို့ပါကိုယ့်ရဲ့ income statement တို့ပိုင်ဆိုင်မှုတွေ bank transaction တွေပါပြရတယ်ပေါ့နော်အဲ့ဒါတွေ notary ပြန်ရတယ်လုပ်ငန်း license တွေပါတော့ MOFA ထုတ်စီရမလို့ပြီးတော့ type D visa ဆိုပြီးတော့ form ဖြည့်ရတယ်IS လက်မှတ်အဲ့ဒါရှင်းတော့ပြရတယ်ပေါ့နော်အရင်တော့ mandatory တော့မဟုတ်ဘူးမရှိလေရအဲ့မနစ်ကခုနကပြောလို့အဲ့ကျောင်းဆောင်ရရင်တော့ပိုကောင်းတယ်ပေါ့နော်ကျောင်းဆောင်မှာလည်းအားနည်းချက်ရရှိတယ်သူကကျောင်းစည်းကအဆောင်စည်းကတော့နည်းနည်းတက်တာဒါပေမဲ့သူတို့တ
တချို့နဲ့တချို့ကျောင်းနေပါပြောင်းရတဲ့အဆောင်တွေခဏခဏအဲကျောင်းဆောင်မှာနေတဲ့သူတွေပြောရတာနော်သူတို့ကနှစ်ဆောင်ရှိရတယ်ပါမဆိုဟိုဘက်လို့ခဏကျောင်းပိတ်တဲ့အချိန်မှာဆိုခဏရွှေ့ပေးရတာတို့ဘာလို့အဲ့လိုတွေတော့ရှိရကြဘူးအဲချောင်းကိုယ်ကကျောင်းရှောင်းမှာဆိုအဲကျောင်းဆောင်နေတော့မှာအဲ့တော့ personal experience လေးပေါ့နော်အခုပြောချင်တာကတော့ဒီလောက်ပါညီမလေးကျေးဇူးများနားထောင်ဟုတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီမလည်းနည်းနည်းခုမှပထမဆုံးဆိုလိုအပ်တာတွေအများကြီးရှိနေကျေးဇူးများတင်ပါတယ်ညီမလေးဟုတ်ကျေးဇူးများတင်ပါတယ် information တွေလည်းတော်တော်လေးလည်း share ပြီးတော့လေအကုန်လုံးလည်းတော်တော်လေးနားလည်းသဘောပေါက်မယ်လို့လည်းယူဆပါတယ်